တက္ကသိုလ်845ကြောက်လန့်ခြင်းတင်ငယ်ခြင်းတွေဖြစ်နေချိန်မှာတော်တဲ့တနေရာက 3D စစ်ရေးကိရိယာလက်နက်ကျိုးဆွဲလက်နက်တစ်မျိုးနဲ့လူသားစားဘလူးကြီးတွေကိုအသေးအတန်တိုက်ခိုက်နေခဲ့ပါတယ်။အဲ့ချိန်ကောင်လေးတယောက်ကကြောက်စရာအိမ်မက်ဆိုးတစ်ခုကနေလမ်းနိုးလာခဲ့ပါတယ်။အချိန်မီကာဆာကရောက်လာခဲ့ပါတယ်။အီရန်ကအိမ်မက်ရှိကြီးမက်နေတာဖြစ်ပြီးတော့မျက်ရည်တွေလည်းသူ့လိုကျလာပါတယ်။ကောင်လေးနာမည်ကတော့အီရန်ဖြစ်ပါတယ်။အီရန်တို့ထင်းခွေပြီးပြန်နေတဲ့အချိန်အီရန်ဦးလေးဟာနတ်နဲ့ဂိတ်ဆောက်တပ်သားတွေကဂိတ်ကိုတေချာမဆောက်မဲအရက်တောက်နေတာကြောင့်အီရန်ကဒေါသထွက်နေခဲ့ပါတယ်။အရေးကြုံလို့တိုက်ခိုက်ရရင်မြို့ထဲကိုဘလူးတွေဝင်လာရင်ဒီလိုပုံနဲ့ဘလို့တိုက်ခိုက်ကြမလဲလို့အီရန်ကစိတ်ဆိုးစွာပြောလိုက်ပါတယ်။ဦးလေးဟာနတ်ကဒီမျိုးကပင်90ထိမြင့်အောင်တိဆောက်ထားပြီးနှစ်ပေါင်း100လောက်အေးချမ်းနေတာဖြစ်လို့စိတ်ပူစရာမလိုကြောင်းရှင်းပြလိုက်ရပါတယ်။ဒီမျိုးရဲ့အတော်ဆုံးဆရာဝန်ကြီးရဲကာရဲ့သားအီရန်ကတော့မကျင်တတ်ပေမဲ့ပြည်သူပြည်သားတွေကတော့ငါတို့မူးယူနေတဲ့၍ဒီမျိုးထဲမှာနေတဲ့လူတွေအေးချမ်းနေပြီးငါတို့တိုက်ခိုက်ရမယ်ဆိုရင်လည်းမျိုးကတော်တော်ဆိုးတဲ့အခြေအနေဖြစ်ပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အီရန်ကအခုလိုတတိုင်းထဲမှာကောင်းကောင်းစားနေရတာကလည်းနွားချန်ထဲကနွားတွေလိုနေရတာနဲ့တူနေတယ်လို့ပြောကထွက်လာခဲ့ပါတယ်။အီရန်ကတကြီးလာတဲ့အချိန်မြို့ပြင်ကိုထွက်ချင်တိုင်းထွက်လို့ရအောင်ကင်းထောက်တစ်ခွက်တည်းကိုဝင်ဖို့ဆုံးဖြတ်ထားပြီးမီကာဆာကစိတ်ပူနေပါတယ်။အဲ့ချိန်မြို့ရဲ့ခေါင်းလောင်းထိုးတံကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့မြို့ပြင်ကိုထွက်သွားတဲ့ကင်းထောက်ဖွဲ့ဝင်တွေဖြစ်ပြီးတော့ဒဏ်ရာတစ်ချက်ခြေပြက်လက်ပြက်တွေနဲ့ထုံးစံအတိုင်းထွက်သွားတဲ့လူကြီးထက်လည်းနဲသွားနေတာလဲတွေ့တော့မြို့သူမြို့သားတွေကဝိုင်းဝန်းအပြစ်တင်ပြောဆိုနေကြပါတယ်။ဒါကြောင့်ပဲသူတို့တွေအပြင်ထွက်ပြီးလူသားတွေအခြေချဖို့နေရာနဲ့ဘလူးတွေကိုတိုက်ခိုက်ရင်ဆုံးရှုံးမှုတွေသာများနေတာကြောင့်ကင်းထောက်တစ်ဖွဲ့ဝင်ခေါင်းဆောင်ကဒူးထောက်ကငိုကြွေးတောင်းပန်နေခဲ့ပါတယ်။လူတချို့ကလည်းဘာမှစောက်သုံးမကြတဲ့ကောင်တွေပြည်သူအခွန်တွေကိုအလကားစားနေကြတာလို့ပြောနေကြပြီးအီရန်ကကြားသွားတာကြောင့်မကျင်တဲ့ဖဲဒီလောက်ထိအသေးအပြောက်တွေများနေတာကိုလွတ်လပ်စေခြင်းသောစိတ်တစ်ခုနဲ့ကင်းထောက်တစ်ဖွဲ့တွေကိုဝင်ကျင်နေတဲ့အီရန်ကိုမီကာဆာကစိတ်ပူကအီရန်အမေကိုပြန်ပြောလိုက်ပါတယ်။အီရန်အမေကစိတ်ပူလွန်တဲ့စိတ်ကြောင့်စူနေပေမဲ့အီရန်အဖေကဘာကြောင့်ကင်းထောက်တစ်ဖွဲ့တွေဝင်ကျင်နေတာလဲလို့မေးတော့ဒီနေရာမှာဘာမှမသိပဲတည်သွားတာထက်ဆိုင်ရင်အပြင်လောကသို့စူးစမ်းချင်နေတဲ့စိတ်ရှိနေတယ်ဆိုတာသူ့ဖေတည်သွားတော့အီရန်ကိုဘာမှဆက်မပြောတော့ပါဘူးလူတယောက်ရဲ့စူးစမ်းချင်တဲ့စိတ်ကစကားနဲ့တားလို့မရဘူးဆိုကသူ့မိန်းမကိုပြောကခရီးထွက်သွားပါတယ်ခရီးရပြန်လာရင်မြေရောက်ခန်းမှာဘာတွေရှိတယ်ဆိုတာကိုပြမယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်အီရန်အမေကတော့လုံးဝကိုသဘောမတူကစူနေတာကြောင့်အီရန်လည်းပြေးထွက်သွားခဲ့ပါတယ်လမ်းမှာလည်းအနိုင်ကျင့်ခံနေရတဲ့အာမီကိုဝင်ကူညီဖို့လုပ်နေပေမဲ့အီရန်ကိုဂရုတောင်မစိုက်ဘဲအနောက်ကနေပြေးလိုက်လာတဲ့မီကာဆာကိုတွေ့တော့အကုန်လုံးထွက်ပြေးကုန်ကြပါတယ်။အာမီကလည်းအီရန်လိုတတိုင်းပြင်ကိုထွက်ချင်နေပေမဲ့လူတိုင်းကသူတို့နှစ်ယောက်ကိုအယူလို့ပြောနေကြပြီးအစိုးရကိုယ်တိုင်ကလည်းတတိုင်းပြင်ကိုမထွက်ဖို့တားမြစ်ထားတာဖြစ်ပါတယ်။တာမန်လူတွေကဘယ်သူမှအပြင်ကိုထွက်ခွင့်မရှိတာကြောင့်ဒါကြောင့်ပဲအီရန်ကအပြင်ထွက်ခွင့်ရှိတဲ့ကင်းထောက်တပ်ဖွဲ့တွေဝင်ဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။သူတို့စကားပြောနေတဲ့အချိန်အဝါရောင်အလင်းတန်းတစ်ခုပေါ်လာပြီးတတိုင်းပြင်ကနေမျက်နှာကြီးတစ်ဖက်လက်တစ်ဖက်နဲ့ဘလူးကြီးတစ်ကောင်ကိုမြင်လိုက်ရပါတယ်။အေးရမဘလူးကြီးကန်လိုက်တာကြောင့်ရှေ့ခန်းရှေ့နာမျိုးရဲ့တတိုင်းကြီးကပေါက်ထွက်သွားပြီးတခြားဘလူးတွေပါမျိုးထဲဝင်လာကြပါတယ်။လူတွေကတော့ကဘာပြက်သလိုအသက်ကိုလူပြေးနေကြပြီးအီရန်ကတော့အိမ်မှာမိခင်ရှိနေတဲ့ဆိုတဲ့အတွေ့နဲ့အပြေးပြန်လာခဲ့ပါတယ်။တတိုင်းကြီးကနေလွင့်စင်လာတဲ့ကြောက်တုံးအပိုင်းစကြောင့်သူ့မိကပျက်စီးသွားတဲ့အိမ်အပျက်စီးတွေထဲမှာပြီးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘလူးတကောင်ကသူတို့အိမ်တက်တဲ့ကိုလာရောက်နေပြီဖြစ်တဲ့အတွက်ဟာလာကတော့သူကအောက်ပိုင်းကျိုးချင်နေပြီးထွက်ပြေးဖို့သူ့သားကိုမျက်ရည်တွေနဲ့ပြောနေခဲ့ပါတယ်။အီရန်ကတော့သူ့အမေကိုမထားခဲ့နိုင်တဲ့အတွက်ဟာလာကလည်းသူ့စကားကိုဒီတစ်ချိန်လောက်တော့နားထောင်ပေးဖို့နဲ့ခုချိန်မပြေးရင်၃ယောက်စလုံးသေလိမ့်မယ်လို့ပြောနေချိန်ဦးလေးဟာနကရောက်လာခဲ့ပါတယ်။ဆရာဝန်ကြီးရဲကာကတမျိုးလုံးရဲ့အသက်ကိုပလိတ်ယောဂါကနေကဲခဲ့တဲ့အတွက်ဒီတစ်ချိန်လောက်တော့ကျေးဇူးပြန်ဆက်ခွင့်ပြုပါဆိုကဘလူးကြီးကိုတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့သူ့အရေးချင်းနဲ့မဖြစ်နိုင်တာကြောင့်ကလေးနှစ်ယောက်ကိုသာကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟာလာကလည်းသူကလေးတွေကိုအသက်ရှင်ဖို့မျက်ရည်စားတွေနဲ့မှားနေခဲ့ပြီးဘလူးကြီးရဲ့ရဲရဲဆက်ဆက်စားသုံးခြင်းကိုခံလိုက်ရပါတယ်။အီရန်ကလည်းဒီမြင်ကွင်းကိုမြင်လိုက်ရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တရာကျော်တုန်းကလည်းခုလိုအဖြစ်အပျက်မျိုးတွေကြုံခဲ့ရတာကြောင့်လူသားတွေကတတိုင်းကြီး၃ခုဆောက်ပြီးနေခဲ့ကြတယ်ဆိုကကြားဘူးခဲ့ကြပေမဲ့ဘယ်အရာမှကြိုတင်ပြင်ဆင်မှုမရှိတာကြောင့်ရှေ့ကန်းရင်နာမျိုးကြီးကဘလူးတွေရဲ့လက်ချက်ကြောင့်ပျက်စီးသွားပါတော့တယ်။သူ့မိစားခံလိုက်ရတာတွေ့ပြီးဒေါသထွက်နေခဲ့ပေမဲ့ခုချိန်အီရန်အစမ်းအစနဲ့ဘာမှလုံးနိုင်မှာမဟုတ်ကြောင်းသူကိုယ်တိုင်ကလည်းအီရန်အမေကိုမကယ်နိုင်ခဲ့လို့တောင်းပန်လိုက်ပါတယ်။ဘလူးတွေမျိုးဆောင်တပ်သားတွေကလည်းမျိုးရဲ့အတွင်းဘက်ထဲကတခုတည်းသောရေတကားကနေဒုက္ခသည်တွေကို
တက်နိုင်သမျှရှိသမျှလှေတွေနဲ့တဲယူပို့ဆောင်နေကြပြီးတိုက်ပွဲအတွေ့အကြုံမရှိပေမဲ့သူတို့တက်တလောက်ဆွဲဆောင်ပေးနေကြတာဖြစ်ပါတယ်ဒါပေမဲ့ကြိုတင်ပြင်ဆင်မှုမရှိတာကြောင့်မြို့တွေကလူရင်းအားနဲ့တဲယူပို့ဆောင်ပေးတဲ့လှေအားကမလောက်ပဲပြားများနေကြပါတယ်မြို့ကြီးရဲ့နေရာနှံ့မှာဘလူးတွေကနေရာအနှံ့ပြန့်နှံ့လာကြပြီးတခုတည်းသောရှိတဲ့ရေတကားဂိတ်ကိုပါပိတ်ချဖို့လုပ်ပါတော့တယ်။အဲ့ချိန်ဟာနက်ကအထဲမှာလူတွေအများကြီးရှိသေးတဲ့အတွက်မပိတ်ဖို့တားနေခဲ့ပြီးတခြားတပ်သားတွေကဂိတ်ကဒါတခုပဲရှိတော့တာဟုတ်လို့ဒီဂိတ်ကိုသာဘလူးတွေကြော်နိုင်ခဲ့ရင်လူသားတွေရဲ့နေမြေကိုပါထပ်ဆုံးရှုံးရမယ့်အကြောင်းတယောက်နဲ့တယောက်အငင်းပွားနေရင်အဲ့ချိန်ဘလူးကြီးတစ်ကောင်ပေါ်လာခဲ့ပါတယ်။ဘလူးကြီးကဂိတ်တက်ပြေးလာပြီးအရေးပြားကတန်လုံးမာကြောနေတာကြောင့်အမြောက်ကြီးစံတွေကပါမတိုးဘူးဖြစ်နေခဲ့ပါတယ်။ဘလူးကြီးကနောက်ဆုံးကြံနေတဲ့ဂိတ်တကားကိုပါဖျက်ဆီးလိုက်ပါတယ်။မာရီယာတတိုင်းနဲ့အတူမြို့ကြီးပါပျက်စီးသွားတာကြောင့်ထော့ဒေတာတွေကိုဒုက္ခတွေအလုံးကြီးနဲ့ဝင်လာကြပါတယ်။ဒါကမြို့ရဲ့နေရာအနှံ့ပြားကိုဝင်ရောက်လာပြီဖြစ်တဲ့အတွက်အဲ့လိုအရှင်လက်လက်မြင်လိုက်ရတဲ့အီရန်ကဘလို့မှပြန်လို့မရတော့မဲ့သူ့အိမ်နဲ့ဘယ်တော့မှမမြင်ရတော့မဲ့သူ့အမေကိုပြန်တွေ့ကတစ်ချိန်ကျရင်သူလည်းအစွမ်းထပ်ပြီးဒီကဘာပေါ်မှာရှိတဲ့ဘလူးတွေကိုအကုန်တက်ပြစ်မယ်ဆိုကကြုံဝါလိုက်ပါတယ်။မာရီယာတတိုင်းရဲ့အတွင်းထဲမှာတောင်းတဲ့ချီကြံခဲ့တဲ့ပြည်သူပြည်သားတွေကလည်းဘလူးတွေစားလိုက်တာကိုခံရပြီဖြစ်ပါတယ်။သူ့ဖေကစီးထိုးအပ်နဲ့အတင်းထိုးပြီးတနေ့ကျရင်အဲ့နေရာကိုမဖြစ်မနေသွားဖို့မှားလိုက်ကအိမ်မက်ကနေတဖန်ပြန်နှိုးထလာခဲ့ပါတယ်။သူ့အဖေကိုအပြစ်မှာတကယ်တွေးလိုက်ရတယ်လို့ခံစားနေရပြီးလဲဘင်းမှာလည်းတော့ကသတိမထားမိပဲသူ့လိုရှိနေပါတယ်။သူတို့ကတော့ထော့မြို့ကိုတွားနေကြပြီဖြစ်ပြီးရိတ်ခါကတော့လောက်လောက်ငငမရှိပဲအမေရဲ့အဖိုးကြောင့်သာပါမုတ်တယောက်တစ်လုံးစီရခဲ့ပေမဲ့ထော့မြို့သားတွေကတော့သူတို့လိုအပြင်းလူတွေကိုလုံးဝလက်မခံချင်တဲ့အကြောင်းကြားလိုက်ရပါတယ်။ဒါကြောင့်ထော့မြို့သားတွေကအပြင်းလူတွေကိုဘလူးစာကျွဲတက်တယ်လို့ကြားလိုက်တာကြောင့်မဟုတ်မခံအီရန်ပြည်ထနာသွားရှာနေပြီးဘလူးတွေတောင်မမြင်ဘူးတဲ့တတိုင်းထဲကကောင်တွေကပေါ့ပြပြပြောနေတာကိုလက်မခံနိုင်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။အာမေဝန်တားလို့သာပြည်ထနာကပြန်အေးသွားပြီးအီရန်ကတော့မာရီယာတတိုင်းကိုပြန်သွားမဲ့ဘလူးတွေကိုတိုက်ခိုက်စင်စိတ်ကပဲများနေပါတယ်။ထရမ့်မြို့ကလူတွေရဲ့မတရာရေးစားကိုလည်းမစားနိုင်ပါဘူးလို့ပြောလိုက်ပါတယ်။အာမင်ကလည်းသူတို့တွေအနေနဲ့ခုချိန်ဘလူးတွေကိုဘာမှပြန်မလုပ်နိုင်ဘူး။အစာရေးစားမစားရင်သေဖို့ပဲရှိတော့တယ်ဆိုတာပြောကညှင်းခုန်နေကြပါတယ်။အချိန်မီကာစာကဝင်တားလိုက်ပြီးအာမင်ကအတုံးမချတဲ့သူမဟုတ်ပဲသူယူလာပေးလို့သာအစားစားရတာလက်ရှိအနေထားနဲ့ဘလူးတွေကိုတကောင်တောင်တက်နိုင်မှာမဟုတ်တာကြောင့်အသက်ရှင်အောင်ပဲနေဖို့ကအရေးကြီးတယ်ဆိုကဗဇက်ထဲကိုပါမုတ်ထိုးထည့်ပေးလိုက်ပါတယ်။ဒါကြောင့်ထရော့မြို့မှာရိတ်ခါလုံးဝမလောင်းရတော့တာကြောင့်မာရီယာတတိုင်းရဲ့အပြင်ဘက်စွန့်ပစ်နယ်မြေမှာဒုက္ခတွေကိုကိုယ်တိုင်သွားရှာခိုင်းခဲ့ပြီးအဲ့ဒါတော့မလောင်းငါသည့်အတွက်ဗဟိုအစိုးရကပေါက်သွားတဲ့မာရီယာတတိုင်းကြီးကိုပြန်ပြင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ကလေးတွေကလွဲလို့အာမင်းရဲ့အဖိုးပါလိုက်သွားရပြီးလူပေါင်း2,500,000ကျော်သွားကလူ100ကျော်သာအသက်ရှင်ပြီးကျန်တဲ့လူတွေကတော့အသက်တွေစတေးလိုက်ရပါတယ်။အသက်တွေကိုစတေးတဲ့အနေနဲ့ဗဟိုအစိုးရကစီမံထားတဲ့အတိုင်းစားနပ်ရိက္ခာဖူလုံသွားခဲ့ပါတယ်။ပြန်ရောက်လာတဲ့အထဲမှာအာမင်းရဲ့အဖိုးတော်ပါမနေခဲ့ပါဘူး။အီရန်ကတော့ဆုံးရှုံးသွားတဲ့သူတို့ရဲ့အိမ်နဲ့ဘလူးတွေကိုလက်စားချေဖို့သာတွေးနေပါတယ်။ဒါကြောင့်နောက်နှစ်တပ်သားစုဆောင်ရေးမှာအီရန်နဲ့အာမင်တို့ကနာမည်စရင်းပေးဖို့လုပ်နေရင်အီရန်ကိုကာကွယ်ခြင်းနဲ့မီဆာကာကလည်းဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မှာတော့တရင်104ရဲ့တပ်သားသစ်စုဆောင်ရေးမှာပါသွားကြပါတယ်။သူတို့ကိုလေ့ကျင့်ပေးမဲ့ဆရာကတော့ခရစ်ရှာဒေးလို့ခေါ်ပြီးဘာတခုမှမတက်မြောက်သေးတဲ့လူငယ်လေးတွေကို3နှစ်ကျော်ကာလအတွင်းတတိုင်းကြီးနဲ့ဘရင်ကြီးကိုကောင်းကောင်းကာကွယ်နိုင်အောင်ဘလူးတွေကိုကောင်းကောင်းတုတ်တင်နိုင်အောင်ဒါမှမဟုတ်ကောင်းကောင်းအစားခံရအောင်တင် जा ပေးတော့မှာဖြစ်ပါတယ်။ဒီနေ့ကတော့အပိုင်း2လေးကိုတင်ဆက်ပေးတာဖြစ်ပြီးအပိုင်း3ကိုမနေ့ပြန်တင်ပေးသွားမှာပါ။နေ့စဉ်ဇလန်းတွေကိုပုံမှန်တင်ဆက်နိုင်ရန်အတွက်ကျမရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့လက်မလေးတယောက်တစ်ချက်စီနဲ့ comment လေးတယောက်တစ်ကြောင်းစီမှန်ခဲ့ပေးကြပါအောင်ရှင်။